ကားပေါ်မှာအပတ်နာတကောင်တူးလော်နေငါ့ကိုလာထောက်ငါတယောက်လည်းထောက်တာမဟုတ်ကောင်မလေးအောင်လိုက်ထောက်ငါပြပြမယ်ဒီနေ့ဟဲ့ငါဒီမှာပေါ့အဲ့ဒါလေးဝတ်သွားကားလူကနေနေကြက်လူကနေနေကြက်နေကြတော့အပါဟဲ့အဲ့ကောင်တကောင်ကသူအရက်ပုတ်ရဟဲ့အရက်ပုတ်ရကြတော့သူကြောဖို့အိတ်ကအောက်မှာသူကြောဖို့အိတ်ကဆောက်ကိုမှလေတရားစစ်ကပြက်နေရောကြတော့ငါစကန်နဲ့ညှိရောငါစကန်နဲ့ညှိရောငါညှိနေတယ်မတိုးနဲ့လို့ပြောအဲ့ဒါတိုးရောအဲ့ဒါငါစကပြေးလာဒီမှာနားမှာကြမပြစကပြေးလာအဲ့ဒါတချောင်းပြီးတော့ကြောက်ဟဲ့ကားပေါ်မှာအပတ်နာတကောင်တူးလော်နေငါ့ကိုလာထောက်ငါတယောက်လည်းထောက်တာမဟုတ်ကောင်မလေးအောင်လိုက်ထောက်ကောင်မလေးအောင်လိုက်ထောက်အဲ့ဒါငါစိတ်ကမရှိရကြောင်းငါသူ့ချောင်းနောက်ကနေငဲလိုက်တော့ကြတော့အဲ့ဖေးကတခြားငါပြပြမယ်သူ့လော်လေးငါပြပစိုးဝစ်ထားတာပါစက်ကနေလေသူ့ပါစက်တွေအောင်သူ့လော်ပြန်ရောက်တော့တိအလောက်ဖြူဟိုဖြစ်ဒီကရငါအခုနေတော့လေအဲ့မနေ့ကဟာရဲ့အဆက်ကိုပြပြမယ်ငါအဲ့ဟာကိုဆက်ဆက်ချင်းတီးလေတီးရောခြေထောက်ကိုနင်းပြီးတော့သူ့တွန်းထောက်လိုက်တယ်တွန်းထောက်လိုက်တော့ကြတော့ငါပြီးနာမှာအန်တီရှိရငါရဲ့ဟိုဘက်အဲ့အန်တီရဲ့ပြီးမှာကောင်မလေးငယ်ငယ်လေးရှိအကောင်မလေးကတော်တော်လေးငယ်နေဒီလားလွယ်အိတ်ကလေးနဲ့ထီရတစ်ဖက်အဲ့နဲ့သူကနေမှငါအဲ့လိုလုပ်လိုက်တော့ကြာသူအဲ့ကောင်မလေးစီကိုတွားအဲ့ကောင်မလေးစီကိုတွားပြီးအဲ့လိုလုပ်နေတာဟိုကကောင်မလေးကကြောက်တယ်ထင်တယ်ဘာမှဒီတိုင်းပဲညီညီလေးနဲ့ဟိုကြည့်နေအဲ့နဲ့ငါကနေမှဘေးပတ်ဝန်းကျင်အဲ့ကားပေါ်လူကြီးကြည့်လိုက်တယ်ကြည့်လိုက်တော့အတိုင်းမဲ့သူတို့ပဲဖာတိပါတာနေကြမသိရလည်းဖြစ်နိုင်မှာပေါ့နော်ဒါပေမဲ့ဘီကအန်တီကတည်တယ်ဒါပေမဲ့သူကလည်းသူ့နေရအဲ့တော့ကြောင့်ငါကောင်မလေးကိုကြည့်ရောကွာကောင်မလေးကလည်းငါ့ကိုကြည့်နေရောကွာကြည့်နေရောကြောင့်အဲ့နဲ့ငါအဲ့ကောင်မလေးကိုငါဘက်ကိုဆွဲလိုက်တာဒီဘက်မှာဒီမှာလာခဲ့ဒီတိုင်အောင်လာကိုင်းဆိုဆွဲလိုက်တော့ကြောင့်အဲ့သူကတည်တယ်တည်ရောကြောင့်သူကငါ့ကိုကြည့်နေမှလို့ပြောမလဲအကြာကြီးပဲကြည့်နေရကွာတည်ရမလားစိုက်ကြည့်နေရောအဲ့လိုစိုက်ကြည့်ရောကြောင့်ငါပြန်ကြည့်ရောကြောင့်အဲ့သူ့မျက်လုံးလုံးဝမလွယ်ဘူးနော်အဲ့နဲ့လာကြည့်ရကြောင့်ငါပြန်ကြည့်ရောအဲ့နဲ့ငါသူ့ရှက်သွားအောင်ဆိုပြီးတော့သူ့ကြည့်လိုက်သူ့ရဲ့လောကြည့်လိုက်နေအေးအဲ့လိုကြည့်ရကြမှာအဲ့ရှင်ကြမှာလေတိလားရှက်ပြီးတော့လေသူ့ဟာသူကြိုင်ပြီးတော့လေရှင်းမှတ်တိုင်မှာဆင်းသွားနော်ပြီးတော့တချို့ပြောရဲတချို့ကိုမနေမှာတွေ့ရရဲကွာတချို့မက်နေထဲမှာတွေ့ရရဲကားပေါ်မှာရှင်းပါလားဘာဖြစ်လို့ပြကြရင် line ပေါ်ပဲတင်တယ်လို့ပြောရဲကွာဒါပေမဲ့ကားပေါ်မှာရှင်းလိုက်တဲ့အချိန်ပေါ့ကိုကထားပြီးတော့ပြောလိုက်တဲ့အချိန်မှာကိုယ့်ဘက်မှာဘာမှမပါဘာဘယ်တယောက်ကမှမပါရဲ့အဲ့လူကလည်းမဟုတ်ဘူးလို့ညင်ပြောကွာကိုယ်ပြန်ပြီးအပြစ်ပြောတဲ့အချိန်ဒါမှမဟုတ်တခါကျရင်လက်ပါလိုက်တဲ့အချိန်ကျရင်ရောအဲ့ချိန်ကျရင်လည်းကိုယ်ပဲခံရမှာလीနော်ပြီးတော့ဝင်ပြဲပေါ်မှာတော်တော်များများခပိုင်နိုင်တော့မတိချင်အောင်ဟန်ဆောင်နေကြတာလေဟုတ်တယ်မလားအဲ့ဒါတော့လူတိုင်းမဆိုလို့ပါဘူးအဲ့လိုမျိုးပြီးတော့အခုပို့ပြီးတော့ပြောချင်တာလေအဲ့လိုကိစ္စဖြစ်ပြီးဆိုလေအဲ့လိုလိုက်လုပ်တဲ့လူတွေကလေ40ကျော်50ဒီပါအဲ့လိုဦးလေးအရွယ်အဖေအရွယ်တွေကြီးပဲလိုက်လုပ်တယ်ပြီးတော့ကျတော့ main ကလေးတွေဘာပဲဝူဝစ်လေးဒီလားအဲ့လိုချက်မိန်နဲ့ဝစ်ချရင်လည်းတနာထချင်တဲ့ကောင်ကချတာပဲဒီလားပေါင်းမိအရှိဝစ်ချရင်လည်းတနာထချင်တဲ့ထားအတူဝစ်ထားလို့တနာထချင်တဲ့ထားပြီးရင်မင်းတို့ကလုံလုံချုံနေပေါ့ဆိုအဲ့စကားတော့မပြောနဲ့လေဟုတ်တယ်မလားတနာယူကျင်တဲ့လူကဘာဝစ်ကိုယူတာနော်အခုဆိုရင်တချို့အကိုကြီးတွေဆိုကောင်းတယ်ကွာရင်းနှီးတဲ့အကိုကြီးတွေဆိုကြုံမှုရတဲ့ခါအဲ့လိုမျိုးပဲအဲ့ကိုကြီးဆိုနေရာဖယ်ပေးတယ်အဲ့လိုမျိုးတွေရှိရင်ပြောချင်တာကကွာတချို့ဆိုရင်တချို့ကောင်မလေးဆိုကြောက်တတ်တယ်ဆော်တဲ့ကောင်မလေးဆိုကိစ္စမရှိဘူးကွာပြန်ပြောရင်နာလို့လည်းရင်နာကြောက်တတ်တာပဲငါဆိုပေါ်အောင်ဆိုတည့်အရင်ကြောက်တတ်တယ်နော်အဲ့ဒါကြောက်တဲ့အချိန်ကျရင်ပြန်မပြောရတာလည်းရှိတယ်ပြီးရင်လေဒီလားအထောက်ခံရလို့ပျော်နေရဆိုတာလေတိတ်ရောက်မှမရှိဘူးဒီလားနင်တို့အဲ့မန့်နေမှာလေဒီလားပြောတဲ့ကောင်တွေကလေဒီလားနင်တို့ကလေးကြမှာလေဒီလားယောက်ျားချင်းအဲ့လိုယောက်ျားချင်းချတဲ့ကောင်တွေနဲ့တွေ့ပြီးတော့မှလေဒီလားနင်တို့ကလေးကြမှာထောက်ခံရပါစေအခင်ပြောတာနော်ပြီးတော့ဒီလားနောက်တစ်ခုတောင်းမှချင်တာပထမဆုံးကပြောလိုက်တယ်မလားလွယ်ဆောက်ဆုပ်နေဆိုတာအဲ့ဒါလည်းမရည်ရွယ်ပါဘူးအဲ့ဆောက်ဆုပ်ဆိုတဲ့စကားအတွက်လည်းတောင်းမှန်တယ်ပြီးတော့အပနာလို့တုံးတာကချိုးကလာပြောကြတယ်အဲ့ဒါကရိုင်းနေလို့ပြောဒါပေမဲ့မသိဘူးကိုကဘုရားကမှအဲ့လိုမျိုးနည်းနည်းရှားတော့ကြတော့တချို့အဲ့လိုဘာသာရေးခွဲခြားတာတွေလူမျိုးခွဲခြားတာမျိုးဖြစ်မှာဆိုလို့အဲ့ဒီအတုံးအတွက်လည်းတောင်းမှန်တယ်โอเค